ညာဘက်12နာရီတိမှာအလုံးပိတ်ထားတဲ့အခန်းတွေထဲကနေလူနာတွေရဲ့အော်ဟစ်ငိုယိုတံတွေကြားရတတ်တဲ့နေရာတွားရောက်စူးစမ်းသူတိုင်းကင်မရာတွေရုတ်တရက်ပြတ်သွားတာအကြောင်းပြချက်မရှိဖုန်းလိုင်းတွေပြတ်တောက်သွားတာမျိုးကြုံရတတ်တဲ့နေရာဟုတ်ပါတယ်ဒါကတော့တောင်ကိုရီးယားနိုင်ငံဂျုံဂီပြည်နယ်မှာရှိပြီး CNN ကပါကမ္ဘာအချုပ်ဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့တဲ့ Gonjiam Psychiatric Hospital ပါပဲဒီစီယုံကြီးဟာ1990ပြည့်လွန်နှစ်တွေမှာဘာကြောင့်ရုတ်တရက်ကြီးအပီးပိုင်ပိတ်ပစ်ခဲ့ရတာလဲတကယ်ပဲလူနာတွေနဲ့ဆရာဝန်တွေတည်ဆုံခဲ့ကြတာလားဒီနေ့မှာတော့ Unbelievable Channel ကနေဒီစီယုံစူးကြီးရဲ့နောက်ွယ်ကတကိအမှန်တရားကိုဖွင့်ချပေးသွားမှာပါဒီစီယုံကြီးကို1992ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာပါအစပိုင်းမှာတော့ပုံမှန်စိတ်ကျန်းမာရေးစီယုံတစ်ခုဖြစ်ခဲ့ပေမဲ့ဖွင့်လှစ်ပြီး4နှစ်အကြာ1996ခုနှစ်မှာတော့လုံးဝပိတ်ပစ်လိုက်ရပါတယ်အဲ့ဒီလိုရုတ်တရက်ပိတ်ပစ်လိုက်ရတာနဲ့ပတ်သက်ပြီးကြောက်စရာကောင်းတဲ့ကောလာဟလတွေထွက်ပေါ်လာခဲ့ပါတယ်ပထမကောလာဟလစီယုံကဆရာဝန်ကြီးဟာစိတ်တဆဝေဒနာရှင်ဖြစ်ပေပြီးလူနာတွေကိုတရားမဝင်လျှို့ဝှက်စမ်းသပ်မှုတွေလုပ်ခဲ့တယ်နောက်ဆုံးမှာလူနာတွေတယောက်ပြီးတယောက်အကြောင်းပြချက်မရှိသေဆုံးကုန်ကြတယ်လို့ဆိုကြပါတယ်ဒုတိယကောလာဟလဆေးရုံပိုင်ရှင်ဟာအစိုးရကလာရောက်မစစ်ဆေးခင်မှာပဲဖမ်းဆီးခံရမှာကြောက်လို့ညတွင်ချင်းအမေရိကန်နိုင်ငံကိုထွက်ပြေးသွားခဲ့ပြီးဆေးရုံတွေကလူနာတွေဟာပြစ်ပယ်ထားခြင်းခံရလို့အငတ်ဘေးနဲ့တေဆုံးခဲ့ကြတယ်လို့ဒေသခံတွေကယုံကြည်နေကြပါတယ်ဆေးရုံကြီးအပိတ်ခံရပြီးနောက်ပိုင်းနှစ်ပေါင်း20ကျော်ကြာအောင်လူသူမရှိဘဲစွန့်ပစ်ခံထားရတဲ့အတွက်အဆောက်အဦတစ်ခုလုံးဟာတန်ချီတက်မှုန်တက်ပြီးတကယ်တရေအိမ်ကြီးတစ်ခုလိုဖြစ်သွားခဲ့ပါတယ်ဒါကြောင့်ပဲကိုရီးယားက horror YouTuber တွေနဲ့စွန့်စားရတာကြိုက်သူတွေဟာညဘက်မှာခိုးဝင်ပြီး live လွှင့်တာစူးစမ်းတာတွေလုပ်ခဲ့ကြပါတယ်အဲ့ဒီအခါမှာသူတို့ကြုံတွေ့ခဲ့ရတာတွေကတော့အခန်းနံပါတ်400နဲ့ဒီစီးရုံမှာတရေ6ဆုံးလို့နာမည်ကြီးတာကအခန်း400နဲ့ပါအဲ့ဒီအခန်းတကားကိုဘယ်သူမှဖွင့်လို့မရအောင်တက်သားပြားတွေနဲ့ရိုက်ပိတ်ထားပါတယ်ခိုးဝင်တဲ့သူတွေရဲ့ပြောပြချက်အရအဲ့ဒီအခန်းသားကဖြန့်ရင်အသက်ရှူကကျလာပြီးတယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရတယ်လို့ဆိုပါတယ်အလိုအလျောက်ပိတ်သွားသောတကားများလေမတိုက်ပဲတကားတွေဝုန်းကနေစောက်ပိတ်သွားတာစင်ပေါ်ကဆေးပလင်းတွေအလိုလိုပြုတ်ကျလာတာတွေကိုမျက်မြင်ကြုံခဲ့ကြရပါတယ်ဒါဆိုရင်ဒန်တာကြီးတွေတဲကလို့ဆရာဝန်ကြီးကလူနာတွေကိုတတ်ခဲ့တာတကယ်ပဲလားအမှန်တရားကတော့ဒါဟာလုံးကျန်ထားတဲ့ပုံပြင်နေတာဖြစ်ပါတယ်အခုလက်ရှိမှာတော့ Gonjiam ဆေးရုံကြီးဟာမြေပြင်ပေါ်မှာမရှိတော့ပါဘူးဒါပေမဲ့ဒီစီးရုံအကြောင်းရိုက်ကူထားတဲ့ horror ရုပ်ရှင်တွေနဲ့သူတို့ခြံထားခဲ့တဲ့ခြောက်ခြားစရာဇာတ်လမ်းတွေကတော့ယနေ့ထက်ထိလူတွေကြားထဲမှာရေပန်းစားနေစေပါတင်ရောဒီလိုစွန့်ပစ်ထားတဲ့စီးရုံအိုကြီးတွေတဲကိုညဘက်တွားရဲတဲ့တက်တီရှိလားကွန်မန့်မှာပြောခဲ့ပါအောင်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ဖို့ Unbelievable Channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်